မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ဆိုင်းတောင်ဝါတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့တဲ့နေ့စဉ်ရက်ဆက်ဆိုသလိုလာရှိုးမြို့မှာစစ်ကောင်စီကလှေကြောင်းနဲ့ပုံကျဲချနေတဲ့တဲ့နဲ့ကပူဒမ်စစ်ဆောင်စခန်းမှာစစ်ဆောင်ပြည်သူတွေစတဲ့ရိတ်ခါနဲ့စေဝါတွေလိုအပ်နေတဲ့တဲ့တွေကိုတင်ဆက်သွားပါမယ်ကျွန်မကတင်ဆက်သူရှဲမုံပါဖကန်ဆိုင်တောင်မှာတက်ဆွဲပြီးရှိနေသေးတဲ့စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်ကဒီကနေ့စက်တင်ဘာလ25ရက်မနက်9:00 နာရီလောက်ကနေထိုးစစ်ဆင်တိုက်ထုတ်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေရသိရပါတယ်။နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးတော့လက်နက်ကြီးလက်နက်ငယ်နဲ့အပြန်အလှန်ပစ်ခတ်ကြရမှာစစ်ကောင်စီရဲ့လက်နက်ကြီးတွေကြောင့်ပြည်သူနေအိမ်အများအပြားပျက်စီးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီဖက်ကမီးရှို့မှုနဲ့လက်နက်ကြီးအပါလေကြောင်းနဲ့တိုက်ခိုက်မှုတွေကြောင့်ဆိုင်းတောင်ရဲ့နေအိမ်အများပိုင်းမီးလောင်ပျက်စီးသွားတယ်လို့ရှေ့တန်းသတင်းတွေရသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုစစ်ကောင်စီတပ်ကစက်တင်ဘာ25ရက်ဒီကနေ့မနက်အစောပိုင်းမှာလေကြောင်းနဲ့3ကြိမ်တိလာရောက်ပုံကျဲသွားတယ်လို့သိရှိရပါတယ်။မနေ့ကစက်တင်ဘာ24ရက်နေ့မနက်အစောပိုင်းတနာရီနဲ့4နာရီကျော်အချိန်တွေမှာလဲလာရှိုးမြို့မှာ4ကြိမ်တိလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လာရှိုးမြို့ GTI ကျောင်းမှာလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒေသခံသူကအခုလိုပြောပါတယ်။2024ခုနှစ်စက်တင်ဘာ25ရက်ဒီကနေ့မနက်9:15နဲ့22မိနစ်ကြားထဲမှာကျွန်တော်လာရှိုးမြို့ကိုစစ်ကောင်စီကနေ3ကြိမ်ထပ်မံပြီးတော့ဘုံကျဲတိုက်ခတ်မှုပြုလုပ်ခဲ့တယ်စစ်ကောင်စီရဲ့လေရင်ဘုံကျရောက်ခဲ့တဲ့နေရာကကျွန်တော်လာရှိုးမြို့ရက်ကွက်7 AD ဒေသတပ်ဦးကျောင်းဝင်းနဲ့ GTI အထက်တန်းကျောင်းမှာကျရောက်ပောက်ကွဲခဲ့ပါတယ်ဒီမနက်စစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတိုက်ခတ်မှုကြောင့်ကျွန်တော်တို့လာရှိုးရက်ကွက်7 GTI အထက်တန်းကျောင်းရဲ့ကျောင်းဆောင်တွေထိခိုက်မှုပျက်စီးမှုတော့ရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အရက်သားပြည်သူလူထုတွေထိခိုက်ဒဏ်ရာရရှိမှုတော့ကျွန်တော်တခြားတော့မကြားရသေးပါဘူးနေ့စဉ်ရက်ဆက်ဆိုသလိုစစ်ကောင်စီကလေကြောင်းနဲ့အရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဟာနိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်လို့ချက်မြောက်နိုင်ငံရေးစစ်ရေးလေလာသုံးသက်သူဦးစောဆန်းကအခုလိုပြောပါတယ်ခုရက်ပိုင်းအတွင်းမှာကျွန်တော်တို့လာရှိုးမြို့အရက်သားပြည်သူလူထုတွေရှိတဲ့နေအဆောက်အဦတွေပေါ်မှာစစ်ကောင်စီကတိတိကြီးနဲ့ဘုံကျဲတိုက်ခိုက်နေတာဟာနိုင်ငံတကာစစ်ရာဇဝတ်မှုကိုကျူးလွန်ရတာပဲရောက်ပါတယ်နိုင်ငံတော်ဝန်လုံးရေဘေးကြုံတွေ့နေရချိန်မှာစစ်ကောင်စီကလက်ကောင်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ရှမ်းမြောက်ဒေသတွေမှာလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်စက်တင်ဘာလအတွင်းအပြစ်မဲ့အရက်သားပြည်သူ20ကျော်အသက်သေဆုံးခဲ့ရပြီးတော့အများပြည်သူပိုင်အဆောက်အအုံတွေနဲ့အိုးအိမ်အများအပြားပျက်စီးခဲ့တယ်လို့တင်ဖြူကသတင်းပေးပို့ထားပါတယ်မြစ်ကြီးနားကပူဒမ်စစ်ဆောင်စခန်းကစစ်ဆောင်ပြည်သူတွေဟာအစားအသောက်နဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာစခန်းကပြည်သူတွေဟာကုန်စည်နှုန်းမြင့်မားမှုတွေကြောင့်စားဝတ်နေရေးခက်ခဲနေပြီးတော့ရာသီငှက်ဖျားအဖြစ်များနေတာဆေးဝါးမလုံလောက်မှုတွေကြောင့်ဆေးဝါးတွေရေးပေါ်လိုအပ်နေတယ်လို့လည်းသိရပါတယ်။ကပူဒမ်စစ်ဆောင်စခန်းမှာကုညီမှုအသင်းတွေမရောက်တာကြပြီးဖြစ်ပြီးစစ်ဆောင်တွေအခက်ခဲမျိုးမျိုးကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ကပူဒမ်စစ်ဆောင်စခန်းကပြည်သူတွေဟာ2017တကြော့ပြန်စစ်ပွဲကာလတွေမှာတင်းကောက်နဲ့အနီးတစ်ဝိုက်ကပေးတင်းရှောင်လာကြတဲ့ပြည်သူတွေဖြစ်ပါတယ်။တင်ဆက်မှုပြည်ဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေကြပါစေရှင်။ကျေးဇူးတင်ပါတယ်။